ဒီလမေလကတော့မြန်မာပြည်သက်တွေအတွက်အင်မတန်မှတန်ဖိုးရှိတဲ့လလို့ပဲကျွန်တော်အနေနဲ့ပြောရမလားပေါ့လေ။ဘာကြောင့်လဲဆိုတော့ဒီလထဲမှာကမြန်မာ fighter တွေအများကြီးကပွဲထိုးကြမှာဗျ။နော်မကြခင်မှာလေဒီတောက်ချာနေ့မှာသွေးလင်းထက်နဲ့ရိန်းတော်ရဲ့ပွဲကြီးရမယ်။ပြီးတာနဲ့ချက်ချင်းကျွန်တော်တို့ဒီ champion ဂျိုရှွာပိုင်းရဲ့ပွဲကြီးရမယ်။ပြီးတာနဲ့ Bronica နော်ဟိုအများကြီးကြားရဲ့ဒီကကျတော့မြန်မာ fighter မဟုတ်ပေမဲ့လေအများကြီးကြားရဲ့မာလီခင်နဲ့ Ruru ရဲ့အထူးပွဲကြီးလည်းလာမယ်။မြန်မာ fighter တွေနောက်ထပ်ဒီထပ်ပြီးတော့လေဒီလထဲမှာရှိသေးတယ်ဆိုတော့ဒီမေလကတော့မြန်မာ fighter တွေနော်အများကြီးထိုးမှာဖြစ်တဲ့အတွက်ကျွန်တော်ပြည်သက်တွေအရန်ကန်ကောင်းတာပဲနော်ဆိုတော့ဒီထိုးပွဲတွေကြားထဲမှာကျွန်တော် highlight ပြောချင်တာကတော့ Joshua ပိုင်းရဲ့ထိုးပွဲကြီးပဲဖြစ်ပါတယ်နော်Joshua ပိုင်းရဲ့ထိုးပွဲကြီးကိစ္စနဲ့ပတ်သက်ပြီးနော် Joshua ပိုင်းလည်းမနေ့က interview တွေလည်းအများကြီးဖြေကြားခဲ့တယ်ဆိုတော့အဲ့ဒီထိုးပွဲကဘယ်နှစ်နိုင်စမှာလဲကျွန်တော်ပြောချင်တယ် UFC 328ပြိုင်ပွဲကိုဒါကိုရင်နေမြန်မာစံတော်ချိန်မနေ့3နာရီเนาะမနေ့စောကြီး3နာရီ30မိနစ်မှာကျွန်တော်စတင်သွားမှာဖြစ်တယ်မြန်မာစံတော်ချိန်ပြောတာเนาะဆိုတော့ဘန်ပါဝင်ကစားမယ်တကယ်ကိုမှ main cap ကြတော့မနေ့9နာရီခွဲကွက်ပြီးလောက်မှာကျွန်တော်စတင်မှာဖြစ်ပါတယ်เนาะဘန်ကတော့ဒါ10နာရီခွဲเนาะနောက်ပိုင်းလောက်မှာဒါကြည့်ရှုရမှာဖြစ်ပါတယ်เนาะဆိုတော့မနေ့စောစီထားကြเนาะဂျေရှွာပိုင်းသတင်းတွေနားဆွကြနော်ထိုးပွဲကိုစောင့်ကြပါတော့ရင်ကုန်စွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဆိုတော့ဂျိုရှွာမန်ကတော့မနေ့ကအင်တာဗျူးမှာဒါ test retara နဲ့ပတ်သက်ပြီးတော့ပြောသွားခဲ့တယ်ပေါ့နော် test retara ကလောလောဆယ်မှာသူရဲ့အနေထားကပေါ့နော်ဒါဂျိုရှွာမန်ရဲ့ဒါ striking အဆင့်လောက်ရှိပြီတဲ့နော်သူ့ရဲ့အားသာချက်က ground ပိုင်းလူတိုင်းသိတယ်ဒါပေမဲ့သူ့ရဲ့လက်ရှိ striking ပိုင်းဟာလေဂျိုရှွာမန်ကိုရှင်လို့ရနေပြီးတော့ဂျိုရှွာမန်ကိုတော့ run naked ချုပ်နဲ့ပွဲသိမ်းမှာဖြစ်တယ်ဒါမှမဟုတ်လေ striking နဲ့ပဲเนาะသူချက်ကိုချပေါ့နော်အဲ့လိုမျိုးနေထားမျိုးနဲ့ပွဲသိမ်းပြမိတယ်ဒီကြတော့ဒါပထမ3ချီအတွင်းမှာပဲ Joshua Bang ကိုအနိုင်ထိုးပြပြီလို့ဆိုထားတာဖြစ်ပါတယ်ဆိုတော့ဒီပွဲဒီကိစ္စနဲ့ပတ်သက်ပြီး Joshua Bang ကပြောလာလေဆိုရင် test radar ငါ့ကိုရှင်ထိုးမယ်ဟုတ်လားတဲ့ငါတို့မထင်ပါဘူးတဲ့တကယ်လို့သူသာရှင်ထိုးလာခဲ့ရင်တော့အလေးထိုးခံရမှာတရားရခိုင်တို့သိကြရတဲ့Tyra က best on the fighter တယောက်မှန်ပါတယ်တဲ့ flyweight တဲကအန်ဒီအများဆုံးသူတွေတဲကတယောက်ပါတဲ့သူပြောသလိုသူငါ့ကိုရှင်ထိုးလိမ့်မယ်ငါတို့လုံးအောင်မထင်ပါဘူးတဲ့ငါ့ကိုဆွဲလဲဖို့ပဲကြိုးစားပါလိမ့်မယ်တဲ့ဒါပေမဲ့ရှင်မဲထိုးထိုးဆွဲချဖို့ပဲကြိုးစားသူအလေးထုတ်ခရပါလိမ့်မယ်ဆိုပြီးတော့ UFC ခတ်တောင်းမှာကျွန်တော်ဂျိုရှွာမန်ကဒါဖြေချသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကြီးနေထားရချန်ပီယံဖို့တဲ့ test veteran ကအပေါ်ကြီးပေါက်ဆိုတော့ဘယ်လိုမျိုးအနေထားတွေရှိမှာလဲဆိုရင်ရတာကတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ဂျိုရှွာမန်လုတ်ပြနိုင်တာကိုယုံကြည်ပေးကြပါမကြခင်မှာကြည့်ရတော့မယ်အရင်ရင်ခုန်နေပြီနော်